ကံနဲ့လူသာတရားဒီတရားဒေသနာတော်ကိုအလုံးတော်စင်ရဲ့မြို့ကောင်းသားမြို့ကောင်းသမီးတွေဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တော်ကိုအာယုံယူပြီးတော့တရားစတင်ပြီးတော့ဖွင့်လှစ်ပါမယ်ဘုရားရှင်ကိုရောမြတ်ကိုအာယုံယူနိုင်ကြပါစေယောမရသေနမသန္နာမသန္နာဝိဇယုတ်တဝောယောမရသေနမသန္နာမသန္နာဝိဇယုတ်တဝောဒီနာယပိနာမိညိတံသောမေတေတုဇယဇိနောအာသနာဝိဇယုတ်တဝောမနယုတ်တဘုံလာလျင်တလုံးအနဂဘတလုံးအာယဇွန်တမင်ပြမြောပလင်မကြောင့်ကျွေအောင်စိကတယောက်ဒီဆောင်ဆိုင်၍လေသောယောဇိနာကြောင့်အပင်ဒီဆက်ရောင်အောင်မလင်ဝေထွက်ကောင်ကရွေမြေတောင်တခါခတ်ယုံနှင့်မနယံအပြောင်းနေ၍အောင်မလင်ကနဲ့ကရရိမ်မအောင်ပိတ်သိရဲ့အကျဉ်သောဘုရားရှင်ကိုရောမြတ်ကြီးသည်အာသနံနယုံမသွင်းစရာဤကေနှင့်တဗ္ဗုခပလင်တိုင်းကြီးဟုရှင်မခိုက်ပရမေဘဂဝါဤဧကရာဓဏ္ဍတိသောတောတိจิต၍လာသောမာရသေနံကမမြေဖြင့်ဝေဟင်တေတိသိတတေအောင်လန်ဒီနှင့်အောင်ရစီသောငြိမ်ညာရောက်ဖို့ရန်အလွန်ကောင်းပေသိသောမကမောစေမနာစိတ္တိတွေကိုဒီနာယမိရောက်လည်းစိတ်မှမသိဘူးသံတရှိမြတ်တဲ့ကြောင်းမြတ်တော်လေနမေညိဓမ္မရမီစေဘုံကိုလည်းသုံးတော်တမင်ပြုကဖြင့်ပလင်လူအကြောင်းကြွားလာသည်မြောင်များစွာမတသိန်းတို့ကိုဝင်လိုပိုင်အခေါင်နေ၍မို့အောင်ကြီးကြီးအောင်မြင်တော်မူခဲ့ပြီဘုရားသောစီနာကြောင့်အပင်ဒီဆက်ရောင်အောင်မလင်ဝေထွက်ကောင်ကရွေမြေတောင်တခါခတ်ယုံနှင့်မနယံအပြောင်းနေ၍အောင်မလင်ကနဲ့ကရရိမ်မအောင်ပိတ်သိရဲ့သို့သောဘုရားရှင်ကိုရောမြတ်ကြီးသည်မိဗမဏိတကောဝကဝါကတိရာတိသာသနာအာဇာနိကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးဤဒေသနာဉာဏ်တွေကိုအခြေခံကနေ၍ဟောပြောလျက်ရှိပါသောတကုံမြို့သိမြောက်ပိုင်း51ရပ်ွယ်မြဝရီမင်းကြီးတေလံသီရိမင်္ဂလာမဟာစီရိသဆရာတော်တွန်တေအကျိန်ကအားသေယံအောင်ရန်ရောအောင်စုတော်ကိုသေယံမိကပေါင်းသိသေယနိဋ္ဌာဆောင်သွေခွာလျက်အောင်စေရအောင်စေကြောင်းအောင်စေပေါင်းအောင်စုတော်ကိုပေတုပေဒနာတော်မူပါမြတ်စွာဘုရားပေတုဤနေ့မြတ်ဤနေရာကဤခေမနိဗ္ဗာန်ထိအောင်သိကြည်တိုင်းဘုံတွေပေါ်လို့ကိုဘုံနေသောဆောင်ရောက်မိခင်တို့အောင်စုကြည်ပြီးတော်မူလဲပါအောင်တော်မူအရှင်မြတ်ဘုရားသာဓုခကြီးကောင်းစဉ်တို့ဓမ္မကြီးတို့ခင်မူမိသားစုကကွယ်လွန်သွားတဲ့သားကိုအောင်မိုးတစ်နှစ်ပြည့်ရောက်ရဖြစ်ရဘုံဘဝကနေပြီးတော့ယနေ့ကျန်ရကြသည့်မိသားစုပြုတဲ့ကုသိုလ်ကောင်းမှုတွေဒါနကုသိုလ်ကောင်းမှုသီလကုသိုလ်ကောင်းမှုသမထဝိပဿနာကုသိုလ်ကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုတွေကိုငါတို့သားကလေးရောက်ရဘဝကမြင်ပါစေငါတို့သားကလေးရောက်ရဘဝကသာတို့ခေါ်နိုင်ပါစေရောက်ရဘဝကမြင်နေမြင်ပါစေသာတို့လည်းခေါ်ဆိုနိုင်ပါစေသာတရားကိုတရားနေစရာတွေနဲ့ပြည့်စုံပါစေလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့
မိဘကသာသမီကိုပြန်ပြီးတော့စောင့်ရှောက်တဲ့နေတဲ့ဒီကနေ့မောင်ကိုအောင်မိုးအတွက်တန်ရတဲ့မိသားစုမိဘများကသဗ္ဗဒါနဓမ္မဒါနစိနာတိသဗ္ဗဒါနအလုံးစုံသောသွမ်းသင်္ကန်းကြောင့်ဖြင့်ပစ္စည်းလေးပါလှူဒန်းတဲ့ဒါနတွေထဲမှာဓမ္မဒါနတရားအလှဆိုတဲ့ဓမ္မဒါနအလှသည်အမြတ်ဆုံးပဲတဲ့ဒီကနေ့သားဖြစ်သူကိုအောင်မိုးကိုအကြောင်းပြုပြီးတော့အကောင်းဆုံးအလှဖြစ်တဲ့ဓမ္မအလှကြီးပေးလှူတဲ့တဲ့အောင်မိုးပြည့်လည်းပြမစေသားတို့လည်းခေါ်ဆိုနိုင်ပါစေဆိုတဲ့သဘောမိဘများကသာသမီကိုကျွေးပစ်ချတဲ့သဘောမိဘကနေပြီးတော့သာသမီကိုပြန်ပြီးတော့စောင့်ရှောက်တဲ့သဘောမိဘမေတ္တာတဲ့။ဩတို့သားကလေးဒီတိုင်းမလူမတမ်းမဲ့နဲ့ပြစ်ထားရသားပဲ။ဩသားကလေးရောက်ရဘဝပြည့်ရဘဝ။စားကြရဝတ္တရားတွေနဲ့ပြည့်စုံပါစေဆိုပြီးတော့မိဘရဲ့မေတ္တာအပြည့်အဝထားပြီးတော့မောင်ကိုအောင်မိုးကိုအကြောင်းပြုပြီးတော့ဒီကနေ့ကုသိုလ်ကောင်းမှုပြုတဲ့အထဲမှာဓမ္မဒါနသည်အမြင့်ဆုံးပဲအဲဒီအမြင့်ဆုံးသောဓမ္မဒါနနဲ့ကိုအောင်မိုးအကြောင်းပြုပြီးတော့ကုသိုလ်ရတဲ့နေ့လာဘရတိဓမ္မရတိသီနာတိလာဘရတံဓမ္မရတံသီနာတိတဏခယောသဗ္ဗဒုက္ခံသီနာတိအယသာတိထဲမှာတရားအယသာအကောင်းဆုံးပဲဒီကနေ့ကိုအောင်မိုးအကြောင်းပြုပြီးတော့အကောင်းဆုံးအယသာနဲ့အာလုံးသောရက်စင်မျက်နှာမှာရှိကြတဲ့လူနဲ့မြမသတ္တဝါပေါင်းတို့ကိုအောင်မိုးအကြောင်းပြုပြီးတော့အကောင်းဆုံးအယသာကြီးနဲ့အခန့်တဲ့နေတဲ့အယသာ6ပါးထဲမှာတရားရဲ့အယသာအကောင်းဆုံးပဲတဲ့ရပါနဲ့လေဒီကျွေးမွေးလို့ပြောစရာတွေကောင်းဆုံးနဲ့မှာပဲသားနဲ့ပြောသမီးနဲ့ပြောပစ္စည်းနဲ့ပြောယာတုနဲ့ပြောနိုင်ငံရေးနဲ့ပြောအလုံးနဲ့ပြောအာယုန်နဲ့ပြောကာမဂုဏ်နဲ့ပြောနေကြတဲ့လူသားတွေထဲမှာတရားနဲ့ပြောရတာဟာအကောင်းဆုံးပဲတဲ့ဒီကနေ့အပြောဆုံးတရားနဲ့ကိုအောင်မိုးကိုအကြောင်းပြုပြီးတော့သားရဲ့ဒီကနေ့မင်းအတွက်ဒီကနေ့တို့မိဘများကတရားနဲ့ပြောတဲ့နေ့တရားသားတွေထဲမှာလည်းတရားရတာအကောင်းဆုံးပဲပြောတရားအကောင်းဆုံးမှလည်းပဲတရားနဲ့ပြောတာအကောင်းဆုံးပဲဒီရဲ့ငြိမ့်တဲ့တရားမှာတဏှာကသိမ့်ချုပ်ငြိမ့်တဲ့တရားဟာအကောင်းဆုံးပဲတဲ့တဏှာကနေကုန်ပြီးတော့ချုပ်ငြိမ့်ရုပ်သိမ့်တဲ့တရားနိဗ္ဗာန်အကောင်းဆုံးပဲလို့အဲ့လိုအကောင်းဆုံးတရားနဲ့မိဘများပြောတဲ့နေ့လှူတဲ့နေ့အရသာတွေနဲ့အခန့်တဲ့နေ့တဲ့အဲ့ဒီနေ့မှာမိဇိမနေကဥပရိပန္နသမာလီတော်သုလကမ္မကသုလကမ္မဝိပေကသုံးပါကံနဲ့လူသာတဲ့တတ္တဝါတွေမှာသရဝါတစ်ခုကံတစ်ခုလို့ဒီလိုခေါ်ပါတယ်ကံနဲ့လူသားတဲ့အဲ့ဒီကံနဲ့လူသားဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကတော့ကံနဲ့လူသားဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကတော့တောရိယပုံနာတဲ့ဘယင်ပသိဏတိကောသလမင်းကြီးရဲ့ဘယင်ပသိဏတိကောသလမင်းကြီးရဲ့အမတ္တမအာကိုရတဲ့ပုံနာပညာရှိပုံနာတထေးကြီးအဲ့ဒီတထေးပုံနာကြီးမိတနေ့သောကမှာမလိုပဲမတမ်းပဲသာသနာတော်ကိုမယုံမဲနဲ့သူသိသွားအဲ့လိုသိသွားတဲ့အခါကျတော့ပရိသတ်ရေမလူမတမ်းမပေးမကမ်းပဲလေကုသိုလ်ကောင်းဖို့မပါပဲနဲ့သိသွားတဲ့တောရိယပုံနာကြီးနောက်ဘဝရောက်တော့ယောနိသောအာယောနိသောမနတိကာရနှလုံးသွင်းမှားပြီးတော့အဟိတလိစ္ဆံခွေးဘဝရောက်သွားတယ်တဲ့အဲ့လိုဟိတလိစ္ဆံဘဝခွေးဘဝရောက်သွားတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကသူ့မှာလည်းပဲသားကလေးတစ်ယောက်ပြန်ရစ်တယ်သူ့သားကသူ့ဘလူတယ်တဲ့အဲ့ဒီသူ့ဘလူလင်ကလည်းပဲမြတ်စွာဘုရားကိုမယုံကြည်ဘူးတရားတော်ကိုမယုံကြည်ဘူးသံဃာတော်ကိုမယုံကြည်တဲ့သားတဲ့အဖေကလည်းမယုံသားကလည်းမယုံဘူးပေါ့အဖေမယုံသားမယုံတဲ့သားအဖဘုရားရှင်ကိုယ်တော်မြတ်ကဒီကနေ့ဘယ်ပုဂ္ဂိုလ်ကိုငါကြည်မြောက်ရပါမလဲလို့လောကသုံးပါးကြည်လိုက်တဲ့အခါကျတော့သူ့ဘလူလင်တရဏဂုံသုံးပါးတိမာကိုဘုရားရှင်ကိုယ်တော်မြတ်မြင်တော်မူတယ်
သူ့ဘာလို့လေတရဏဂုံသုံးပါးတည်ပြီးတော့သူ့အဖေရဲ့အကြောင်းကိုပြန်ပြောင်းပြီးတော့ပြောရမယ်လေလို့ဘုရားရှင်မြင်တော်မူလို့တပိတ်ပိုက်ပြီးတော့တောရိယတို့ရဲ့အိမ်တဲ့သူ့ဘာလို့လေကြည့်တဲ့တတိအိမ်ဘုရားရှင်တပိတ်ပိုက်ပြီးတော့သွန်ခံကြွတပိတ်ပိုက်ပြီးတော့သွန်ခံကြွတဲ့အခါမှာတောရိယတတိဘဝကနေပြီးတော့ဟိတလိဇံဘဝရောက်သွားတဲ့သူ့ရဲ့အဖေကအိမ်မှာခွေးဘဝရောက်လာတဲ့အဲ့ဒီပုဂ္ဂိုလ်ကဘုရားတပိတ်ပိုက်ကြွလာတာမြင်တော့ဟောင်းလိုက်ကြိုက်လိုက်မလို့ဟောင်းလိုက်တာကြိုက်လိုက်မလို့တကားတဲ့တခဲခဲနဲ့ဖြစ်နေတဲ့အချိန်မှာဘုရားရှင်ကိုယ်တော်မြတ်ကဟဲ့တောရိယဟဲ့တောရိယမင်းဒီလောက်တောင်မှအရင်ဘဝကလည်းငါဘုရားကိုမင်းမိုက်မိုက်ကန်းကန်းစောစောကာကာပြောခဲ့ဆိုခဲ့လို့ယခုမင်းဒီဘဝရောက်နေပြီမင်းနောင်တမရသေးဘူးလားတဲ့ဘုရားကဟဲ့တောရိယမင်းအရင်ဘဝတုန်းကလည်းငါဘုရားပေါ်မှာမင်းစောစောကားကနေခဲ့လို့မင်းယခုလို့ခွေးဘဝရောက်နေတယ်ယခုလည်းမင်းကားကိုကိုက်မဲ့ခဲမဲ့တကယ်ကြီးနဲ့မင်းနောင်တမရသေးဘူးလားတဲ့ဘုရားကဒီလိုပြောတော့မင်းဘဝကိုမင်းပြန်ကြည့်အောင်တဲ့မင်းအရင်ဘဝသတ်သေးတယ်အခုမင်းပြည့်နေတဲ့ဘဝဘယ်ဘဝလဲဆိုတာမင်းစဉ်းစားအောင်မင်းဒီငါဘုရားကိုမင်းတိုက်မဲ့ခဲမဲ့သာဆိုလို့ရှိရင်တော့အကြီးဆုံးဖြစ်တဲ့မဟာအဝိဇ္ဇငရဲမင်းရောက်မှသိကြတယ်လို့ဘုရားကဒီလိုပြောမင်းမဟာဝိဇ္ဇငရဲမင်းသောက်တော်ကြားလိမ့်မယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကဒီတိုင်းမိန့်တော်မူတဲ့အခါသူ့ဘာလူလေးကသူ့အဖေကယမနာမျိုးယမကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ယမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအသိရင်ပြမမင်းဖြစ်တဲ့ပုဂ္ဂိုလ်သူ့အဖေအခုလိုခွေးဖြစ်တယ်လို့ပြောတဲ့အခါကျတော့သူ့ဘာလူလေးကစိတ်ဆိုးပြီးတော့ရှင်ဘုရားတဲ့တတိတော်အဖေခွေးဖြစ်တယ်လို့ရှင်ဘုရားပြောရတဲ့ဘုရားအရှင်ဘုရားဘာကိုထောက်ထားပြီးတော့တပည့်တော်ခွေးဖြစ်တယ်လို့အပည့်တော်ရဲ့အဖေခွေးဖြစ်တယ်လို့ပြောတယ်လေဘုရားလူသားတိုင်းဟာကိုယ့်အဖေခွေးဖြစ်တယ်လို့ပြောရင်မနာဘူးလားနာတာပေါ့တခါကြီးတို့ရာနာတာပေါ့ကိုယ့်ဖေခွေးဖြစ်တယ်ပြောနာတာပဲကိုယ်သားလေးခွေးဘဝရောက်နေတယ်ပြောနာတာပေါ့ဘယ်ဘဝရောက်နေတယ်ပြောနာတာပဲမကောင်းတဲ့ဘဝရောက်လို့ရှိရင်ဘယ်လူမျိုးပဲဖြစ်ဖြစ်နာတယ်နတ်ဘဝရောက်နေတယ်တတိဘဝရောက်နေတယ်ဆိုရင်တော့ကိုရောစိတ်ရောချမ်းသာတယ်တဲ့ခုတော့မြတ်စွာဘုရားကဟဲ့မင်းဖေဒီဘဝရောက်နေတယ်လို့ပြောတော့သူ့ဘာလို့လေသိဆိုးပြီးတော့မြတ်စွာဘုရားအရှင်ဘုရားတပည့်တော်ဖေကိုခွေးဖြစ်တယ်လို့ရှင်ဘုရားဘာအထောက်အထားပြနိုင်တယ်လေတဲ့အထောက်အထားပြပါအဲ့လိုပြောတယ်ဟဲ့သူ့ဘာလို့လေမင်းဖေသေးကနေမှာခဲ့မမှာခဲ့တယ်မပြခဲ့တဲ့စိန်တွေရွှေတွေငွေတွေထားတဲ့နေရာမင်းသိလားမသိဘူးဘုရားမသိလို့ရှိရင်အဲ့ဒီမင်းအဖေပြစ်နေတဲ့ပုဂ္ဂိုလ်ခွေးကိုမင်းသွားမေးတဲ့အဖေပစ္စည်းတွေဘယ်မှာထားခဲ့သလဲအဖေပစ္စည်းတွေဘယ်နာမြုပ်ထားခဲ့သလဲအဲ့လိုမေးလို့ရှိရင်မင်းအဖေကပြစ်နေတဲ့ခွေးဟာလိုက်ပြီးတော့ပြလိုက်မယ်လို့ပြောတော့မြတ်စွာဘုရားပြောတဲ့အတိုင်းသူအိမ်ကပြစ်နေတဲ့ခွေးကိုလိုက်ပြီးတော့မေးတဲ့အခါကျတော့သွားပြီးတော့မေးတဲ့အခါကျတော့သူမြုပ်ထားခဲ့တဲ့စိန်တွေရွှေတွေငွေတွေကိုလက်နဲ့ရက်ပြီးတော့မြေကြီးတွေရက်ပြီးတော့ပြတဲ့အခါကျတော့အဲ့ဒီမှာယရနာတွေရတယ်။ဟုတ်ပါလားဆိုပြီးတော့အဲ့ဒီမှာသူ့အဖေဖြစ်မှန်သိသွားတဲ့အခါကျတော့မှဒါလည်းပဲမြတ်စွာဘုရားကိုသူမယုံသေးဘူး။မယုံသေးတဲ့အတွက်ကြောင့်မို့အရှင်ဘုရားကိုတပည့်တော်မေးပါရသည်တဲ့တချို့သောတတ္တဝါတွေကြတော့အသက်တူတယ်ဘုရားတချို့သောသတ္တဝါတွေကြတော့အသက်ရှည်တယ်ဘုရားတချို့သောသတ္တဝါတွေကြတော့အစင်လှတယ်ဘုရားတချို့သောသတ္တဝါတွေကြတော့ရုပ်ဆိုးတယ်ဘုရားတချို့သောသတ္တဝါတွေကြတော့အကျွေရံတွေပေါ်များပြီးတော့တချို့ကြတော့လည်းအကျွေရံမရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဘုရားတချို့ကြတော့လည်းပဲပစ္စည်းတွေပေါ်များပြီးတော့တချို့ကြတော့လည်းစားစရာမရှိတဲ့ပုဂ္ဂိုလ်တွေရှိနေတယ်ဘုရားတချို့ကြတော့လည်းပဲအမျိုးမြတ်ပြီးတော့တချို့ကြတော့လည်းပဲအမျိုးရုပ်ရတဲ့ပုဂ္ဂိုလ်တွေရှိနေပါတယ်ဗျာအဲ့ဒါဘာကြောင့်လဲလို့မြတ်စွာဘုရားမေးတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကကမ္မသကမနဝသတ္တကမ္မထာယတာကမ္မသကမနဝသတ္တကမ္မထာယတာကမ္မယောတိကမ္မပန္တုကမ္မံပฏิသရဏကမ္မံတတ္တေဝိပိသတိမာနဝတိလိုရည်နဲ့မေးမြန်းလျောက်ထားလာသည့်အမောင်သူဘပုံနာသာတာလူနဲ့မြမသတ္တဝါတို့သည်
ကမ္မတကကံသာလျင်မိမိတို့ရဲ့ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏ကမ္မတာယတာကံသာလျင်အမွေဆိုင်ပစ္စည်းရှိကြပေကုန်၏ကမ္မယောနိကံသာလျင်ဖြစ်ကြောင်းရှိကြပေကုန်၏ကမ္မပန္တုကံသာလျင်အဆွေမျိုးရှိကြပေကုန်၏ကမ္မပရိသရဏကံသာလျင်ကိုယ်ွယ်လဲလျောင်းရာရှိကြပေကုန်၏ကမ္မမိမိပြုထားတဲ့ကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်တတေကံပိုင်ရှင်ဖြစ်ရတဲ့လူနာမြမသတ္တဝါတို့ကိုဝိပဿတိစက်မြတ်နဲ့တန်ခွဲပြဖို့ရန်ဝဲပြဖို့ရန်စီမံခံခွဲ၍အမြဲတမ်းအုပ်ချုပ်ကုန်ခွဲကိုယ်ကလေးလျက်လေးပါပေတော်သတည်းရှင်သာတဲ့မာနဝဒီလိုရင်နဲ့မြင်မြန်လျောက်ထားလာတဲ့အမောင်သုဘလူလင်လူသားတွေအကုန်လုံးဟာကမ္မတကောကံသာလေမိမိတို့ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏တဲ့အသက်ရှိတဲ့အသက်တိုးတဲ့ချမ်းသာတဲ့ဆင်းရဲတဲ့ကျွေးရန်များတဲ့ကျွေးရန်နေတဲ့ဆိုတာမိမိတို့ကံပဲတဲ့ကံပါပဲတဲ့ဘုရားကအမောင်သူပါလူလင်အလုံးသောတတ္တဝါတွေအသက်ရှိတာလည်းပဲကိုပြုတဲ့ကံပဲအသက်တိုးတာလည်းကိုပြုတဲ့ကံပဲချမ်းသာတာလည်းကိုပြုတဲ့ကံပဲဆင်းရဲတာလည်းကိုပြုတဲ့ကံပဲဘုံကြည့်တာလည်းကိုပြုတဲ့ကံပဲဘုံမရှိတာလည်းကိုပြုတဲ့ကံပဲတဲ့ပစ္စည်းဥစ္စာတွေပြည့်စုံကုန်လုံးကျွယ်ဝပြီးတော့သုံးမကောင်းချမ်းသာတာလည်းကိုပြုတဲ့ကံပါပဲတဲ့အတိဉာဏ်ဉာဏ်ပညာတွေထည့်ပြီးတော့အတိဉာဏ်မြင်အတိဉာဏ်ပညာတွေတုံးပြီးတော့နေတာလေကိုပြုတဲ့ကံတဲ့သူများကဖန်ဆင်းပေးတာမဟုတ်ဘူးတဲ့ဓမ္မတကကံသာလျင်ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏ဓမ္မတာယတာကံသာလျင်အမွေဆိုင်ပစ္စည်းရှိကြပေကုန်၏မိဘများသိသွားတဲ့အခါမိဘရဲ့အမွေလောကီအမွေရကြသလားအလုံးသောဥစဉ်တို့တရားတော်မှာပေါသူတော်ကောင်းတို့ရဲ့တကယ်အမွေကတော့မိမိပြုတဲ့ကုသိုလ်ကံအကုသိုလ်ကံကမိမိရဲ့အမွေတဲ့မိမိရမယ့်အမွေပါပဲတဲ့အကုသိုလ်ကိုပြုရင်လည်းပဲအကုသိုလ်အမွေကိုရနိုင်မယ်ကုသိုလ်ကိုလုပ်ရင်လည်းပဲကုသိုလ်အမွေကိုရနိုင်မယ်မိမိရဲ့အမွေဆိုတာကတော့အဲ့ဒါကောင်းမွေဆိုးမွေဆိုပြီးတော့အဲ့ဒီအမွေနှမျိုးရပါတယ်ဥဒင်တော်ပရိသတ်ပေါင်းသူတော်ကောင်းတို့ကတော့ကောင်းတဲ့အမွေရဖို့အတွက်ကောင်းတဲ့သူတော်ကောင်းအကျင့်တွေကျင့်သုံးဖို့အရေးကြီးပါလေတဲ့မိမိတို့ရဲ့အမွေကံကတော့ကောင်းမွေဆိုးမွေပဲတဲ့ဆိုးမွေယူရင်ဆိုးသွားမှာပဲတဲ့ကောင်းမှုနဲ့အလုပ်လုပ်ရင်တော့ကောင်းသွားမှာပဲလို့ဒီလိုဟောပါတယ်ဓမ္မတာယရကံသာလည်းယံဝေဆိုင်ရှိကြပေကုန်၏ကမ္မတကကံသာလည်းမိမိတို့ရဲ့ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏သိသွားတဲ့အခါကျတော့ဟိုတစ်ချိန်တော့ကအမကြီးဥပ္ပေါ်ဦးအမကြီးဥပ္ပေါ်ဦးကသိတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုမှာထားခဲ့တဲ့ဇနီးအရှင်မရေငါသိသွားလို့ရှိရင်တော့ငါရဲ့လက်ကလေးတစ်ဖက်ကိုအခေါင်းကနေအပြင်မဲ့ထုတ်ပြီးတော့ထားပြီးတော့သာတင်ញိုင်ပို့ပြီးတော့မျိုးသမီးရေလို့ဆိုပြီးတော့သူ့ရဲ့အမျိုးသမီးကိုအမကြီးဥပ္ပေါ်ဦးကမှာခဲ့တယ်လက်ကလေးတစ်ဖက်အပြင်ထုတ်ပြီးတော့အဲ့ဒါသူ့ကိုတင်ញိုင်ပို့ဖို့မှာတော့ဘုရင်မင်းတရားကြီးကအဲ့ဒီလက်ကလေးတစ်ဖက်အပေါ်ထုတ်တာအခေါင်းကနေအပြင်ထုတ်တာတွေ့ရတော့မင်းတို့မင်းတရားကြီးကဟိုဘုရားဘုလေဘုဆုံးလို့ဆိုတဲ့တရားတော်ဥပုပ်ကိုသွားပြီးတော့မေးတယ်ပထမကတော့ရှင်ဗုဒ္ဓမြတ်စွာကဘုအစဟိုဒုတိယကတော့ရှင်ဗုဒ္ဓဂောသတတိနောက်ဆုံးကြတော့ဆရာတော်ဥပုပ်ဆိုတဲ့အဲ့ဒီတကယ်နာမည်ကျော်ခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့ဆရာတော်ဥပုပ်ကိုမေးတော့အဲ့ဒါအမကြီးဥပုပ်ဟူဟာတခြားကြတာမဟုတ်ဘူးတဲ့ငါသိသွားပြီ
ငါနောက်မှာဘာမှမပါဘူးငါလက်ကြည့်ပဲလို့ဆိုတာအဲ့ဒါပြောတာတဲ့သူ့နောက်မှာဘာမှသားလဲပါမသွားဘူးတဲ့ပစ္စည်းလဲပါမသွားဘူးတဲ့ရာထူးလဲပါမသွားဘူးတဲ့စိတ်လဲပါမသွားဘူးတဲ့ငွေလဲပါမသွားဘူးတဲ့လေယာကိုင်းကျွန်းတွေကားတွေတိုက်တွေတာတွေပါမမသွားဘူးတဲ့လက်ပဲပါတယ်လို့အဲ့ဒါလောကလူသားတွေပညာပေးသွားတဲ့အမတ်ကြီးဥပေါ်ဘူးတဲ့ဟုတ်ပြီလားဗရေသားကြီးအဲ့တော့မိမိတို့နောက်မှာသိတဲ့အခါဘာပါသလဲလို့ဆိုတော့ကံပါတယ်ဗရိဿာကြီးဘာပါသလဲကံပါလာတဲ့ကံကဘာကံလဲဆိုတဲ့ကောင်းတဲ့ကံရဲ့သိုးတဲ့ကံရဲ့အဲ့ဒီကံနှမျိုးပါလာတယ်တဲ့မိမိတို့ရဲ့ကိုယ်ပိုင်ကံရကိုယ်ပိုင်ဥစ္စာကတော့ကံပါလေကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏ကမ္မတာယာတာကံပါလေအငွေဆိုင်ပစ္စည်းရှိကြပေကုန်၏ကမ္မဘာလို့ကံပါလေအဆွေအမျိုးရှိကြပေကုန်၏မိမိရဲ့ဆွေမျိုးအစ်စ်ကတော့မိမိကံပဲတဲ့မိမိကိုကောင်းအောင်လိုက်ပေးတာမိမိရဲ့ဆွေမျိုးနဲ့တူတဲ့ကံပဲတဲ့ကမ္မဘာတို့ကံပါလေဆွေမျိုးရှိကြပေကုန်၏ကမ္မပတိတရဏကံပါလေကိုယ်ွယ်လည်းလျောင်းရာရှိကြပေကုန်၏ကမ္မမိမိပြုထားတဲ့ကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်သတ္တေကိုယ်ပိုင်နဲ့ကံပိုင်ခြင်းဖြစ်ကြတဲ့လူနဲ့ပြမတတ္တဝါပေါင်းတို့ကိုအသက်ရှင်ဖို့ချမ်းသာဖို့မိမိကံကပေးနေတယ်တဲ့အဲ့တော့ဒုပရိသတ်တချို့ရှိသေးတယ်ကံကိုယုံပြီးတော့သူးပုံတက်နေရင်တော့လည်းပဲဉာဏ်မကြည့်စူးစူးမှာပေါ့တခါကြီးတို့ရဲ့ဟုတ်ပြီလားတခါကြောက်တယ်ငါကံကောင်းနေပါတယ်ကွာဆိုပြီးသူးပုံကြီးတက်နေရင်တော့သူးမစူးနိုင်ဘူးလားစူးမှာပေါ့ဗျာတခါကြီးတို့ရဲ့ဒါကတော့ဉာဏ်မကြည့်ကံရှိပြီကံတော့ကောင်းတယ်ဉာဏ်မကြည့်လို့ကတော့ဉာဏ်တော့ရှိတယ်ကံမကြည့်ရင်လည်းပဲမွဲတယ်ဉာဏ်တော့ဉာဏ်ကတော့ကောင်းနေတယ်ဒါပေမဲ့ကံကမပါဘူးဆိုရင်လည်းမွဲတယ်ကံတော့ကောင်းတယ်ဉာဏ်မရှိပြန်ဘူးဆိုရင်လည်းမွဲတယ်တဲ့သူကနှစ်မျိုးအဲ့တော့မတည်းသားရဲ့ကျန်ကံရောဉာဏ်ရောဝိရိယရောသုံးမျိုးစုံမှဒီတော့က50လူတယောက်ဟာ53កောင်မိပြီးတော့လာတယ်လေထဲမှာတက်ပြီးတော့လာတယ်အဲ့ဒီမှာကံ9ရဲ့ဉာဏ်9ရဲ့နောက်ပြီးတော့ဝိရိယ9ရဲ့ဆိုပြီးတော့53កောင်မိလာတဲ့အခါကျတော့ကံ9ကတော့ငါကံရှိရင်လွတ်အောင်မှာပဲကွာဆိုပြီးတော့ကံကိုယုံပြီးတော့သူကငြိမ်လေးနေတယ်ဟိုဝိရိယ9ကြတော့သူကငါဝိရိယရှိရင်တော့ငါရေထဲပြန်ရောက်အောင်မှာပဲအသက်ကချမ်းသာရအောင်မှာပဲဆိုဝိရိယအားကိုးပြီးတော့ခုံဆွလုံးနေတော့အဲ့ဒီမှာဒီတန်50ကကောင်းကိုထုလို့သေးရောသူကတော့ဟိုဉာဏ်9ကတော့ခြေလေးစောင်းပြီးတော့ကြည်နေတယ်ခြေလေးစောင်းကြည့်ပြီးတော့ခြေလေးလည်းပြီးရောခြေလေးပြီးတာတဲ့တိုင်နဲ့ရေထဲခုန်ကြတော့ဉာဏ်သမားကတော့အသက်ချမ်းသာရအသက်ရှင်သွားတယ်တဲ့ကံ9ရဲ့ဝိရိယ9ရဲ့ဉာဏ်9ရဲ့ဆိုပြီးတော့53កောင်ဟာဉာဏ်သမားတော့လွတ်သွားတယ်ပေါ့ပရိသတ်ရဲ့နော်ကံသမားကတော့ငါကံကောင်းရင်လွတ်အောင်မှာပဲဆိုပြီးတော့သူကတော့နေလိုက်တယ်သူသေးတာပဲမသေးဘူးလားသေးတယ်အဲ့ဒါမရိသတ်ရဲ့ကံကောင်းရင်ကြားမကိုင်ဘူးဆိုပြီးတော့ကြားပေါ်တဲ့နေရာကိုသွားလို့တော့ဖြစ်ပါမလားမဖြစ်ဘူးနော်ငါသည်ကံကောင်းရင်ကြားကိုက်မှာမဟုတ်ဘူးဆိုပြီးကြားပေါ်တဲ့နေရာကိုသွားမယ်ဆိုရင်လည်းပဲကံတော့ကောင်းတယ်သို့ပေမဲ့ဉာဏ်မရှိရင်ကြားစာဖြစ်သွားနိုင်တယ်ဒါလေးလည်းမှတ်ထားဖို့အရေးကြီးတယ်နော်ကံကောင်းရင်မသိနိုင်ပါဘူးကွာကံကောင်းလို့ရှိရင်စားစရာရှိမှာပဲကွာဆိုပြီးတော့အလုံးမလုံးပဲနေတော့လေစားရမှာလားပရိသတ်ရေစားမစားရဘူးဝိရိယလည်းပါရမယ်ဉာဏ်လည်းပါရမယ်ကံလည်းပါရမယ်သုံးမျိုးစုံရဘာစုံရမယ်သုံးမျိုးစုံရမယ်ဟာကံနဲ့လူသားကံကနေပြီးတော့အသက်ကြီးအောင်လုပ်နေတဲ့ဆိုပြီးတော့အသက်တို့ရတို့ကြောင့်သေးသေးသွားတော့ရင်ရောအသက်သေးနိုင်ပါမလားမသေးသေးတော့အသက်ရှင်နိုင်ပါမလားပရိသတ်ရဲ့ရှင်နိုင်ဘူးအသက်သေးသွားမှာပေါ့အဲ့တော့ကံကောင်းလို့ရှိရင်မသေးပါဘူးကွာဆိုပြီးတော့တခါနဲ့တဏှနဲ့မိမိကိုယ်ပြစ်တတ်ပြီးသေသွားမှာပေါ့ဉာဏ်မရှိလို့ရှိရင်ဟောကံရောဉာဏ်ရောဝိရိယရောသုံးမျိုးစုံရမယ်ဒီလောကီမှာပဲဖြစ်ဖြစ်လောကုတ္တရာမှာပဲဖြစ်ဖြစ်ကံဉာဏ်ဝိရိယသုံးမျိုးစုံရပြီတဲ့အခုဒီသုလကံမှာဝိပင်္ဂသုတ်တော်မှာတော့ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကจิตသားသုဘလွတ်လင်လူသားတွေအကုန်လုံးအသက်ရှိတာအသက်တိုးတာချမ်းသာတာဆင်းရဲတာကံပဲလို့ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူတယ်အဲ့တော့မြတ်စွာဘုရားက
ကံကလူသားတွေရဲ့အသက်ရှင်မှုချမ်းသာမှုဆင်းရဲမှုကိုပြောနေတယ်လို့အဲ့လိုပြောတော့သုဘလူလင်ကတပည့်တော်မသိသေးဘူးဗျာဒီတဲ့နာရှင်းအောင်တပည့်တော်ရှင်းပါဦးဗျာဆက်ပြီးတော့ရှင်းဟောပေးပါဦးဗျာလို့ဆိုတော့အဲ့ဒါမှမရရှင်ကိုယ်တော်မြတ်ကဆက်ပြီးတော့ဟောတဲ့အဲ့ဒီမြတ်စွာဘုရားဆက်ဟောတဲ့တရားတော်ဦးဇင်းတို့ကျေးဇူးတော်ရှင်ကမ္ဘာသာသနာပြုမဟာစီတရားတော်ဘုရားကြီးကလူရင်းတို့ချင်းကလေးကြပြလေးတွေရစ်ဆက်ထားပါတယ်အသက်တို့ရှင်ဤလူပြေဖြစ်တွေဘာကြောင့်ဒီတဲ့အသက်တို့ရှင်ဤလူပြေဖြစ်တွေဘာကြောင့်ဒီလူတွေအသက်တို့တဲ့ရှိတယ်ဘာကြောင့်လဲတဲ့မြတ်စွာဘုရားပြန်ပြီးတော့ခြေတဲ့အခြေလေးကိုအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသူကိုတပ်ပြသက်တို့ဓမ္မတအသက်ရှိတဲ့သူများကိုအသက်သူများသက်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာအသက်တိုးတယ်တဲ့သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်တွေအပြင်ဒီဘဝမှာအသက်ရှိတယ်တဲ့သူကိုတပ်ပြသက်တို့ဓမ္မတအသက်ရှိတဲ့မတတ်တဲ့ပုဂ္ဂိုလ်များအသက်ရှိတယ်တဲ့တတ်တဲ့ပုဂ္ဂိုလ်အသက်တိုးတယ်တဲ့ဒါအသက်တိုးရှိနောက်ပြီးတော့မရဏယောဂပါပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ယောဂများပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ဤလောကမှာနှမျိုးရှိပါလေတဲ့တချို့သောပုဂ္ဂိုလ်တွေကြတော့ယောဂများပြီးတော့တချို့သောပုဂ္ဂိုလ်တွေကြတော့ယောဂများလို့ယောဂနေပြီးတော့နေတယ်များတဲ့လူကများနေတဲ့လူကနေဘာဖြစ်လို့လဲလို့ဆိုတော့ယောဂများတဲ့ပုဂ္ဂိုလ်တွေကညှင်းစေတဲ့ပုဂ္ဂိုလ်တွေသူများတွေကိုညှင်းစေတဲ့ပုဂ္ဂိုလ်တွေသူများကိုနှိပ်စက်တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်နေရဘဝတိုင်းမှာယောဂများတဲ့မညှင်းမဆဲပဲနဲ့သူများကိုမညှင်းစေမရက်စက်တဲ့ပုဂ္ဂိုလ်တွေမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေကြတော့ယောဂနေတယ်တဲ့ယောဂများတာကသူများကိုနှိပ်စက်လို့ယောဂနေတာကသူများကိုမနှိပ်စက်လို့တဲ့အကျဲနောက်မီရမလေးတန်ရဲ့လူသားတွေအမှန်တချို့ကြတော့ရုပ်ချောလို့တချို့ကြတော့ရုပ်ဆိုးလို့ဘာဖြစ်လို့လဲဘုရားဒီလိုမြတ်စွာဘုရားရှင်ကိုလျှောက်ထားတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကဒေါသမိလယံအကြည်တံပိကံလပတိတဲ့ဤသို့တော်ရှင်ကမသာသနာပြုမဟာစီတရားတော်ဘုရားကြီးကဒေါသမိလယံအကြည်တံပိကံလပတိဒေါသမိလယံဒေါသအကြည်တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝတိုင်းမှာအယုတ်ဆိုးအကြည်တံတဲ့ဒေါသနေတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝတိုင်းမှာရုပ်ကြောတဲ့လူကြောဖြစ်တယ်နတ်ပြည်ရင်လည်းအကျိုးအလဓမ္မပြည်ရင်လည်းအကျိုးအလလူပြည်ရင်လည်းအကျိုးအလပြောမပြနိုင်တော့အောင်ပြစ်ပြီးတော့နေရတာဒေါသနေလို့တဲ့ရုပ်ဆိုးကြီးတံဘာဖြစ်လို့ရုပ်ဆိုးတယ်လဲဆိုဒေါသများလို့တဲ့မြတ်စွာဘုရားကနောက်ပြီးတော့တချို့မှာအကျွေးအရံတွေပေါ်များလို့တချို့ပုဂ္ဂိုလ်တွေမှာအကျွေးအရံတယောက်မှမရှိတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိပါတယ်ဘုရားဘာကြောင့်အကျွေးအရံပေါ်များနေပါသလဲဘာကြောင့်အကျွေးအရံနေပြီးတော့နေပါသလဲလို့ဘုရားရှင်ကိုယ်တော်မြတ်သုဘလူလင်ကရှင်းပြီးတော့လျှောက်ထားတဲ့အခါကျတော့မနာလိုမှကျွေရန်ကွာကြည်သာကျွေရန်စီသူရင်တို့ကျေးဇူးတော်ရှင်ကမ္ဘာသာသနာပြုမဟာစီတရားတော်ဘုရားကြီးကမနာလိုမှကျွေရန်ကွာကြည်သာကျွေရန်စီသူများတွေချမ်းသာနေတာမနာလို့သူများတွေပညာတတ်တာမနာလို့သူများပြည့်စုံနေတာမနာလို့သူများရှင်းလာတာမနာလို့တဲ့ပုဂ္ဂိုလ်တွေမှာတော့အကျွေရန်နေတယ်တဲ့သူများရာထူးကြီးနေတာသူများချမ်းသာနေတာသူများရှင်းလာသူများပြည့်စုံနေတာကိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကြတော့အကျွေရန်ပေါ်တယ်သူများပြည့်စုံနေတာအတက်တန်းကြနေတာဇီဝရေးတိုးတက်နေတာရောင်းရေးဝယ်ရေးကောင်းနေတာဝမ်းသာကြည်နူးပြီးတော့နေတဲ့ပုဂ္ဂိုလ်ကြတော့အကျွေရန်ပေါ်များတယ်ဟောနောက်မေတော်မနေသာရဲ့ဥစ္စာနဲ့ပါဥစ္စာများဘာကြောင့်မှလဲဖရာတဲ့တချို့သောပုဂ္ဂိုလ်တွေကြတော့ဥစ္စာတွေများပြီးတော့တချို့သောပုဂ္ဂိုလ်တွေဥစ္စာနဲ့နေတယ်တချို့သောပုဂ္ဂိုလ်တွေကြတော့မိမိမှာစိန်တို့ရွှေတို့ငွေတို့မရေမတွက်နိုင်အောင်ပေါ်များပြီးတော့နေကြပါသည်ဗျာတချို့သောပုဂ္ဂိုလ်တွေကြတော့လည်းပဲပြည့်စင်ဥစ္စာရည်စရာမရှိအောင်သုံးစရာမရှိအောင်စားစရာမရှိအောင်နေစရာမရှိအောင်မွေးပြီးတော့နေပါသည်ဗျာ
အဲ့လိုဘုရားရှင်ကိုရောမြတ်သူ့ဘာလူလင်ကလျှောက်ထားတဲ့ကဘုရားရှင်ကိုရောမြတ်ကမလူမတန်းမပေးမကန်တဲ့ပုဂ္ဂိုလ်တွေအဖြစ်လျာဘဝမှာမွဲတယ်ဥစ္စာနေတယ်ပေးကံစွန်ကျဲလူတန်းတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာပေါ်များပါတဲ့ပြည့်စုံပါတယ်လူတန်းပေးကံစွန်ကျဲတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာပေါ်များတဲ့ပြည့်စုံနေတဲ့လူတန်းတဲ့ပေးကံတဲ့ပုဂ္ဂိုလ်တွေကတက်တန်းကြတယ်မျက်နှာပန်းလာတဲ့ဒါကြောင့်ဦးဇင်းတို့ကျေးဇူးတော်ရှင်ကမသာသနာပြုစရာတော်ဘုရားကြီးကမပေးလူကဝဲပြကြလူမပေါ်ကျွယ်သည်လို့ကျေးဇူးတော်ရှင်ကမသာသနာပြုစရာတော်ဘုရားကြီးကရည်တတ်တော်မူတယ်မပေးလူတဲ့ပုဂ္ဂိုလ်တွေကမွဲပြကြပြီးတော့ပေးတဲ့ပုဂ္ဂိုလ်တွေကချမ်းသာတယ်တဲ့နောက်ပြီးတော့လူသားတွေဟာတချို့မှာတော့အမျိုးမြက်ပြီးတော့မင်းမျိုးမှာဖြစ်တဲ့တထေမျိုးမှာဖြစ်တဲ့ကုံတယ်မျိုးမှာဖြစ်တဲ့တချို့ကြတော့တောင်းစားရတဲ့တထောင်စားမျိုးမှာဖြစ်တယ်တချို့ကြတော့အလုသမားမျိုးမှာဖြစ်တဲ့နမတန်ဆင်းရဲတဲ့အမျိုးမှာဖြစ်တဲ့အမျိုး၄ပါးရှိတယ်အမျိုး၄ပါးကမင်းမျိုးပြမနာမျိုးသုဒ္ဓမျိုးယမနာမျိုးရဲ့ခတ္တိယမျိုးရဲ့ပြမနာမျိုးရဲ့ကဟပတိမျိုးရဲ့သုဒ္ဓမျိုးရဲ့ဆိုပြီးတော့အမျိုး၄ပါးအဲ့ဒီအမျိုး၄ပါးထဲမှာရှင်ဘရင်အမျိုးရဲ့ပြမနာအမျိုးရဲ့ကဟပတိဆိုတဲ့တတိအမျိုးရဲ့နောက်ပြီးတော့သုဒ္ဓဆိုတဲ့သင်ရဲတဲ့အမျိုးရဲ့အမျိုး၄ပါးအဲ့ဒီအမျိုး၄ပါးထဲမှာဆင်းရဲတဲ့အမျိုးကိုဘာကြောင့်ဖြစ်တယ်လဲဗျာမြင့်မြတ်တဲ့တတိမျိုးပြမနာမျိုးတတိမျိုးမှာတော့တချို့ဘာကြောင့်ဖြစ်တယ်လဲဗျာဘုရားရှင်ကိုရောမြတ်သူ့ဘာလူလင်ကရောက်တာတော့ဦးဇင်းတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟဲ့သူ့ဘာလူလင်တဲ့တချို့သောပုဂ္ဂိုလ်တွေကမိမိညာဒုကြည်တာကိုအကြောင်းပြုပြီးတော့မာနဖြစ်တတ်တယ်ကွယ်ဟောပစ္စည်းရှိတာကိုအကြောင်းပြုပြီးတော့မာနဖြစ်တတ်တယ်ကွယ်ပညာတတ်တာကိုအကြောင်းပြုပြီးတော့မာနဖြစ်တတ်တယ်ကွယ်တဲ့ဟောအဲ့လိုမာနဖြစ်ရင်ပစ္စည်းကိုအကြောင်းပြုအစင်းကိုအကြောင်းပြုပြီးတော့ဂုဏ်ကိုအကြောင်းပြုပြီးတော့မာနကြီးပြီးတော့နေလို့ရှိရင်အမျိုးရုပ်တတ်တယ်ဆင်းရဲတဲ့အမျိုးဖြစ်တတ်သည်တဲ့ဆင်းရဲတဲ့အမျိုးဖြစ်တယ်ဆိုတာမာနကြီးလို့နောက်ပြီးတော့ဆင်းရဲတဲ့အမျိုးကိုဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်မယုံမသေးလို့မယုံမသေးဆိုတာကကိုယ်တက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုမယုံမသေးလို့ရင်ဆင်းရဲတဲ့အမျိုးဖြစ်တတ်သည်ကိုယ်ဆရာသမားကိုမယုံမသေးလို့ရင်လည်းပဲဆင်းရဲတဲ့အမျိုးဖြစ်တတ်သည်ကိုမိဘကိုလည်းပဲမယုံမသေးလို့ရင်ဆင်းရဲတဲ့အမျိုးဖြစ်တတ်သည်ကိုယ့်ရဲ့အသက်ကြီးတဲ့အကိုတို့အမတို့ကိုမယုံမသေးမလေးမစားပြောမယ်ဆိုမယ်ပြန်ပြီးတော့ပြောတာတော့ပြန်ပြီးတော့ဆိုတာတော့ခမကြီးဘာမှနားမလဲဘူးလို့ပြောတာတို့ကိုယ့်ရဲ့ကြီးတဲ့အကိုအမမိဘတွေကိုပြန်ပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်တွေဟာအမျိုးညံ့တဲ့တရောင်သာမျိုးတို့ဆင်းရဲတဲ့အမျိုးတို့ဖြစ်တတ်သည်လို့မြတ်စွာဘုရားကသူ့ဘလူလင်ကိုမိန့်ကြားနေပါတယ်ဟောမိဘကိုပြန်ပြောအမျိုးယုတ်တန်သည်ဆရာကိုပြန်ပြောအမျိုးယုတ်တန်သည်ကိုယ့်အကိုအမတွေကိုပြန်ပြီးတော့မလေးမစားပြောအမျိုးညံ့တတ်သည်တဲ့အဲ့ဒါအမျိုးညံ့တယ်အမျိုးညံ့တယ်ဆိုတာကကိုပြုခဲ့တဲ့ကံကိုသာခံအမျိုးတချို့အမျိုးမြတ်တဲ့အမျိုးမှသွားပြီးတော့ဖြစ်တာကမိဘကိုယိုသေးတယ်ဆရာကိုယိုသေးတယ်အကိုအမတွေကိုယိုသေးတယ်ကိုယ့်တဲ့အသက်သိက္ခာဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုယိုသေးတဲ့ပုဂ္ဂိုလ်တွေဟာမြင့်မြတ်တဲ့အမျိုးတတိမျိုးရှင်ဘရင်မျိုးပြမနာမျိုးကောင်းတဲ့အမျိုးမှဖြစ်တယ်တဲ့ဟောယိုသေးရင်လေးစားခြင်းလုပ်လို့ရှိရင်ကောင်းတဲ့အမျိုးဖြစ်တယ်မယုံမသိမလေးမစားဖြစ်လို့ရှိရင်ညံ့တဲ့အမျိုးဖြစ်တယ်တဲ့ဟောအမျိုးညံ့တာတို့အမျိုးညံ့တာတို့ဖြစ်နေတာဟာကိုပြုတဲ့ကံတဲ့နောက်မေကမနဲ့နာရဲ့လူတွေမှာတချို့ကြတော့ပညာတတ်ပြီးတော့တချို့ကြတော့ပညာမတတ်ဘူးဗျာပညာတတ်တဲ့ပုဂ္ဂိုလ်ရာဘာကြောင့်လဲဗျာပညာမတတ်တဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်လဲဗျာဒီလိုလျှောက်ထားတော်မူတဲ့ကာယရရှင်ကိုရောမြတ်ကမေးမြန်းစုံစမ်းတရားနာပြီးတော့မသိသေးတဲ့တရားတွေကိုသိအောင်မနာရသေးတဲ့တရားတွေကိုနာအောင်နာပြီးတဲ့တရားတွေကိုထပ်နာအောင်အဲ့လိုနာကြတဲ့ပုဂ္ဂိုလ်တဲ့နောက်ပြီးတော့မေးမြန်းတဲ့ပုဂ္ဂိုလ်တဲ့နောက်ပြီးတော့စုံစမ်းတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကပညာတတ်တယ်တဲ့မသိရင်မေးမသိရင်သိတယ်
မသိတာမှန်သမျှမေးမြန်းပြီးစုံစမ်းပြီးတော့လိလာနေဖတ်နေမယ်ကြည့်နေမယ်ရှုနေမယ်ဆိုရင်ပညာတွေ့ကြောင်းပဲတဲ့မမေးဘူးမမြန်းဘူးဒီတိုင်းပဲနေမယ်ကိုအတက်ကြီးလုပ်ပြီးနေမယ်ဆိုရင်တော့အဲ့ဒါပညာမတတ်ဘူးပဲတဲ့အဲ့ဒါဉာဏ်လေးကြောင်းပဲတဲ့ဉာဏ်ထိုင်းကြောင်းပဲတဲ့ကိုပညာတတ်ကြီးတင်ပြီးတော့သူကငါတော့မတတ်ဘူးဆိုပြီးတော့သူများကိုမမေးဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဉာဏ်ဘယ်တော့မှမကောင်းတော့ဘူးတဲ့အဲ့တော့ဉာဏ်မကောင်းတာဉာဏ်လေးတာအမှတ်ဉာဏ်အာမကောင်းတာဘာကြောင့်လဲဆိုလို့ကြည့်ရင်မမေးလို့မမြန်းလို့မစုံစမ်းလို့ပရိသတ်ရေကိုအထင်ကြီးလို့အဲ့ဒီပုဂ္ဂိုလ်ရာဖြစ်လေရဘဝမှာသူများဘွဲ့ရပြီမဲ့သူဝဲမရဘူးတဲ့သူများကအတန်တွေအောင်ပေမဲ့သူမအောင်ဘူးတဲ့သူများကမှတ်ဉာဏ်ကောင်းပေမဲ့သူမကောင်းဘူးတဲ့ဘာဖြစ်လို့မကောင်းတယ်လဲဆိုလို့ရှိရင်မတဲ့သားရဲ့ဖြစ်နေရဘဝမှာတရားမနာခဲ့လို့မမေးမမြန်းခဲ့လို့မစုံမစမ်းခဲ့လို့မသိတာမမေးခဲ့လို့ကိုအထင်ကြီးခဲ့လို့တဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာပညာနေတယ်တဲ့ဒီလိုဘုရားရှင်ကိုယ်တော်မြတ်ကပြန်ပြီးတော့ပြင်ကြတော်မူတဲ့အဲ့တော့မတဲ့သားရဲ့ဘုရားရှင်ပြန်ပြီးတော့ပြင်လိုက်ပညာတတ်တာရောပညာမတတ်တာရောပစ္စည်းကြည့်တာမရှိတာရောပြန်ပြီးတော့ဖြေပြတော်ဦးဇင်းတို့ကျေးဇူးတော်ရှင်ကမသာသနာပြုပါစေဆရာတော်ဘုရားကြီးကအလုံးကိုခြုံလိုက်တဲ့အခါကျတော့ကံတဲ့ကိုပြုတဲ့ကံပဲတဲ့အဲ့ဒီကိုပြုတဲ့ကံလေးကိုတို့ဘုရားရှင်ကိုတော်မြတ်ကမကောင်းတဲ့ကံတွေများဖြစ်လာလို့အာမငယ်လေးနဲ့ရုပ်ဆိုးအကြည့်တန်းနေလို့လဲအာမငယ်လေးနဲ့လူမွဲပြင်းနေလို့လဲအာမငယ်လေးနဲ့အမျိုးညံ့နေလို့လည်းပဲအာမငယ်လေးနဲ့ဒီဘဝမှာဒီလိုမျိုးနောက်ဘဝမှာတို့အသိဉာဏ်ရမယ်ဟဲ့ဓမ္မဒီဘဝမှာအမျိုးညံ့နေပေမဲ့လို့နောက်ဘဝမှာပရိသတ်ရတို့အသိဉာဏ်ရမယ်ဟဲ့ဆိုပြီးတော့မိမိဒီဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘယ်လိုလူမျိုးလဲငါဒီဥစ္စာပြည့်စုံတဲ့ပုဂ္ဂိုလ်လားမရှိတဲ့ပုဂ္ဂိုလ်လားငါဒီပညာတတ်တဲ့ပုဂ္ဂိုလ်လားပညာမတတ်တဲ့ပုဂ္ဂိုလ်လားအသင်လာတဲ့ပုဂ္ဂိုလ်လားအသင်မလာတဲ့ပုဂ္ဂိုလ်လားကိုပြန်မေးပြီးတော့ယခုဘဝမှာဒီလိုဖြစ်ပြီးတော့နေရတာဒါကြောင့်ပဲလို့ဆိုပြီးတော့ပြင်သင့်တာပြင်လိုက်တဲ့ဟုတ်ပြီလားပြင်သင့်တာပြင်လိုက်တဲ့ဆောင်းသင့်တာဆောင်းလိုက်တဲ့လှုပ်သင့်တာလှုပ်လိုက်တော့တဲ့သိရနဲ့မမိုက်တော့နေသိရင်ဘာဖြစ်ရမှာလဲမမိုက်တော့နေတဲ့သိရင်မမိုက်တော့နေတဲ့အဲ့ဒီထဲမှာမြတ်စွာဘုရားကပြင်သာတဲ့မိမိကိုယ်ကိုသိတာနဲ့တပြိုင်နက်ပြင်လိုက်မယ်ဆိုရင်တော့ကောင်းပြီတဲ့အဲ့တော့ဒီကံတရားတွေမကောင်းတဲ့ကံတွေကိုပြန်ပြီးတော့ပြင်တဲ့နည်းကတော့ဝိပဿနာပဲရှိတယ်တဲ့ဒီမကောင်းတာတွေကိုပြင်ဖို့ဘာနဲ့ပြင်မလဲဝိပဿနာနဲ့ပြင်တဲ့အိုးတစ်ချိန်လုံးကမုတ်ဆိုးတရားအဲ့ဒီမုတ်ဆိုးအလုံးနဲ့လုံလာလိုက်တာနှစ်ပေါင်းတော်တော်များများလှုပ်ပြီးတော့လာတယ်အဲ့လိုတော်တော်များများလှုပ်ပြီးတော့သူသာဖြစ်တဲ့ပုဂ္ဂိုလ်ကယဟန္တာဖြစ်ပြီးတော့နေတယ်အဲ့ဒီယဟန္တာဖြစ်ပြီးတော့နေတဲ့သားကသူ့အဖေရဲ့သက်ကြီးလာတဲ့အခါကျတော့ကြောင်းကိုခေါ်ထားတော့သူ့အဖေမကြမ်းမမာဖြစ်ပြီးတော့ဒီကနေ့အချိန်မှာဝိနဲ့တေလာလိုက်ငရဲမီတွေလာလိုက်ဟိုကနေပြီးဓာရီလန်နေတို့မယ်တော့သားရဲ့ငါသားရဲ့လုံသမ်းမောင်အဖေမှာဘယ်လိုဖြစ်နေပြီဘယ်လိုဖြစ်နေတဲ့သားရဲ့အဖေကိုကယ်သမ်းမအောင်ဆိုပြီးတော့အဖေမို့ဆိုကြီးဖေမှာမသေးခင်မှာကမ္မနမိတ်လို့ဆိုတဲ့ငရဲနမိတ်တီနောက်ပြီးတော့သွားရမယ့်တရားဒီနမိတ်တွေထင်ပြီးတော့နေတာကိုသဖြစ်သူယဟန္တာကမြင်တော့ဩငါအဖေတော့မကောင်းတဲ့အလုပ်တွေလုပ်လာလို့ငရဲရောက်မှသိကြပြီတဲ့အဖေရဲ့တဲ့ဟောတယ်မှာကုသိုလ်ကောင်းမှုတွေပြုတဲ့ဆိုပြီးတော့ဇေဒီရင်ပြင်မှာပန်းနေခင်းပြီးတော့ဇေဒီကိုပန်းလူခိုင်းတယ်အဲ့လိုဇေဒီရင်ပြင်မှာပန်းနေခင်းပြီးတော့အဖေဟောတာအဖေအတွက်ပဲဒကာကြီးအတွက်ပဲဒကာကြီးအတွက်ပန်းနေလှူပေးတဲ့အဖေသားတို့သာခေါ်ပေတော့ဘုရားသာအာယုံပြုပေတော့ဆိုပြီးတော့ပန်းလှူပြီးတော့သင်သွားလိုက်တာမရတဲ့ရဲ့နတ်ပြေရောက်တဲ့ဟောမုတ်ဆိုးကြီးကငရဲရောက်ရမယ်မုတ်ဆိုးကြီးကတေခါနီးလေးမှာဘုရားကိုပန်းလူရတဲ့ကုသိုလ်ကြောင့်ငရဲကနေလွတ်ပြီးတော့နတ်ပြည်ကိုရောက်တယ်တဲ့ဟောမိမိတေခါနီးပြုတဲ့ကံပေါ့နောက်ပြီးတော့မိမိတို့ရဲ့အကုသိုလ်ကံတွေကိုမနိုင်သရဲ့ပယ်သနိုင်ဖို့အတွက်ပယ်သနိုင်ရာပယ်သနိုင်ကြောင်းအလုတ်ကောင်းကတော့ဝိပဿနာလို့ခေါ်ပါလေ
ဝိပဿနာနဲ့သာအလုပ်လုပ်မယ်ဆိုရင်ဒီခန္ဓာကိုယ်ဉာဏ်ဆိုင်ပြီးတော့ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့တဏှိပဋ္ဌာန်တရားတွေကိုပြုမှပွားများအားထုတ်မယ်ဆိုလို့ရှိရင်တော့ဗရတရဲ့မိမိပြုခဲ့တဲ့အကုသိုလ်ကံတွေဘယ်လောက်ပဲများပြားပြီးတော့နေစေကမဝိပဿနာလုပ်ကိုကြိုးစားအားထုတ်မယ်ဆိုရင်တော့ယဟန္တာဖြစ်နိုင်တယ်ဟောဘယ်သူကိုကြည့်မလဲလို့ဆိုလို့ရှိရင်အင်္ဂုလိမာလာကြီးကိုကြည့်တဲ့အင်္ဂုလိမာလာလောက်မိုက်တဲ့လူအင်္ဂုလိမာလာလောက်ဆိုးတဲ့လူအင်္ဂုလိမာလာလောက်လူတွေတတ်တဲ့လူဘယ်ရှိမလဲအင်္ဂုလိမာလာတယောက်တည်းတတ်တာအများတတ်တာမဟုတ်ဘူးတယောက်တည်းကိုလူတစ်ထောင်လောက်သတ်လိုက်တဲ့အင်္ဂုလိမာလာဘုရားနဲ့တွေ့တရားတွေနာတတိပဋ္ဌာန်ကျင့်တွေကျင့်သုံးလိုက်တာသွားလည်းမှစားလည်းမှအိမ်လည်းမှထိုင်လည်းမှရလည်းမှအမတ္တတိနဲ့မှတ်လိုက်တာသူရဲ့အကုသိုလ်ကံတွေကပြောင်းပြီးတော့ပရိသတ်ရဲ့တတိပဋ္ဌာန်ဆိုတဲ့ကုသိုလ်နဲ့မကောင်းတဲ့အကုသိုလ်တွေကိုနေအောင်ပါအောင်ရောအောင်ကုန်အောင်လုပ်လိုက်တာတတိပဋ္ဌာန်ပဲတဲ့မိမိတို့ရဲ့မကောင်းတဲ့ကံဆိုးတွေကိုပျောက်အောင်လုပ်လိုက်တာဝိပဿနာပဲတဲ့အဲဒီဝိပဿနာလုပ်တဲ့ကျွမ်းပွားများအားထုတ်လိုက်တာသူရဲ့ကံတွေအကုန်ပြောင်းပြီးတော့အရဟတမေအရဟတဘောပေါက်ပြီးတော့ယန္နာတစုဖြစ်တော်မူတယ်ဒါကြောင့်မင်းနိုင်မယရှင်ကိုရောမြတ်ကအခုအသက်ရှင်တာစဉ်းလာတာချမ်းသာတာဘုန်းကြီးတာသိရတာမွဲတာတွေအကုန်လုံးနိဗ္ဗာန်ရောက်တာမရောက်တာအကုန်လုံးအပယ်လေးဘုံရောက်သွားတဲ့ပုဂ္ဂိုလ်တွေနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေနတ်ပြည်ရဲ့မြင့်တဲ့နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကမင်းကတော့နတ်ပြည်သွားလိုက်အောင်မင်းကနိဗ္ဗာန်သွားလိုက်အောင်မင်းကတော့ငရဲသွားလိုက်အောင်ဆိုပြီးတော့ဗန်စည်းခြင်းပုဂ္ဂိုလ်ကဗန်စင်းတာမဟုတ်ဘူးတဲ့မိမိပြုတဲ့ကာယကံမိမိပြုတဲ့ဝစီကံမိမိပြုတဲ့မနောကံကသာလည်းနတ်ပြည်ကိုပို့နေတဲ့တတိပြအောင်ပို့နေတဲ့မိမိအောင်လုပ်နေတဲ့နိဗ္ဗာန်ကိုမိမိကျင့်သုံးခဲ့တဲ့ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အဲ့ဒီတတိပဋ္ဌာန်အကျင့်ကသာလည်းနိဗ္ဗာန်ကိုပို့တယ်တဲ့အဲ့တော့အဲ့လိုလူဘဝနတ်ဘဝဗြဟ္မဘဝတတိဘဝတွေကိုပို့ပြီးတော့နေတဲ့ကံတရားအဲ့လိုပို့ထားတဲ့ကံတွေကြောင့်လူပြည်နတ်ပြည်ဗြဟ္မပြည်တထေဘဝရောက်ပါပြီတဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေကမြင်များမြင်သလားလို့ဆိုတော့ဒေသဒုက္ခဒုက္ခတေဟိจิตာတဲ့จิตာလူတွေဟာဒီအသက်ရှိတဲ့လူတွေရောတတ်တိုးတဲ့လူတွေရောလူတွေဟာတတိတွေရောဆင်းရဲသားတွေရောမင်းတွေရောကုန်သည်တွေရောအကုန်လုံးဟာနေသဒုက္ခသုပ္ပန္တေဟိငါဘုရားကအသက်ရှင်ဤတို့ချမ်းသာတဲ့ဤတို့လက်ပြေးသွားတဲ့ဤတို့တတိဖြစ်တဲ့ဤတို့ငါဘုရားဟောပြီးပြီတဲ့အဲ့ဒီလူချမ်းသာငါချမ်းသာပြမချမ်းသာဆိုတာတေဟာနေသဒုက္ခသုပ္ပတေဟိမြဲရန်အချက်ချမ်းသာွယ်နဲ့လက်သက်ွယ်သောသောပိုင်းသောသဘောတို့မှလည်းပဲသုံးရမရှိလုံးလုံးစိတ်သုံး၍နေခဲ့ပါပြီတော့သိတကားจิตာတဲ့လူဘဝလည်းမမြင်ဘူးတဲ့တထေဘဝလည်းမမြင်ဘူးတဲ့မင်းဘဝလည်းမမြင်ဘူးတဲ့နတ်ဘဝလည်းမမြင်ဘူးပြမဘဝလည်းမမြင်ဘူးငါဘုရားတောင်းမှတက်တော်80ဝါတော်45ဝါမှာလူမင်းနဲ့မင်းပြမမင်းတွေကဥတိုက်ရတဲ့ငါဘုရားရှင်ကိုတော်မြတ်တောင်းမှမမြင်ဘူးတဲ့ဘုရားတော်မမြင်ဘူးဆိုကြံတဲ့ပုဂ္ဂိုလ်မြင်ဦးမှာလားမမြင်ဘူးတဲ့ဒါကြောင့်လေသာဒုက္ခသုဘတေဟိမြဲရန်အကျဉ်းချမ်းသာွယ်နဲ့လက်သက်ွယ်သောဇောပိုင်းသောသဘောတို့မှလည်းပဲသုံးညာမရှိလုံးသောစိတ်သုံး၍နေခဲ့ပါပေသောသိနေကမမြဲတဲ့သဘောပါတဲ့သိရတဲ့သဘောပါတဲ့ဇိုးမရတဲ့သဘောပါမမြဲတာကိုသိလာလို့ရှိရင်မာနစင်တဲ့ဒီစိတ်တွေရာဓုတွေအစင်းလာတာတွေအသက်နဲ့ခန္ဓာကိုယ်ကိုမမြဲတဲ့သဘောသိလာလို့ရှိရင်မာနပြုတ်တယ်မာနဖြစ်နေတဲ့လူတွေကမြဲတယ်ထင်လို့မာနဖြစ်နေတာတဲ့ရေတကြီးလူဘဝနတ်ဘဝဗြဟ္မဘဝတတိဘဝမင်းဘဝတွေမြဲတယ်ထင်တဲ့လူတွေကဘာဖြစ်နေတယ်မာနဖြစ်နေတယ်မာနမဖြစ်ဘူးလားဟာငါတတိပဲငါမင်းပဲငါကနတ်ပဲငါတရားပဲဆိုပြီးတော့မာနဖြစ်နေတယ်မာနဘာကြောင့်ဖြစ်တယ်လဲလို့မင်းရဲ့ဗရဒရဲ့မြဲတယ်ထင်လို့ကိုရာသူကိုစည်းစိမ်တွေကိုမြဲတယ်ထင်လို့မာနဖြစ်နေတယ်မမြဲတဲ့ယုတ်နံနေစည်းရတဲ့ယုတ်နံတွေကိုသိလာလို့ရှိရင်မာနပြုတ်တယ်မာနမရှိတော့ဘူးတဲ့အဲ့တော့မရသရဲ့ဒီယုတ်ဒီနံဒီခန္ဓာလူမင်းနာမည်မြမမင်းတို့ရဲ့ဘဝစည်းရတဲ့သဘောပါလားလို့သိလာရဲ့စည်းရဲကိုစည်းရဲလို့သိလာရဲ့
လူမင်းနဲ့မင်းပြမမင်းရဲ့ဘဝမှာသာရတဲ့တဏှာပြုတ်တယ်ဒုက္ခမြင်ရင်တဏှာပြုတ်တယ်တဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကိုသိလာပြီဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကိုနှစ်သက်နေတဲ့တဏှာပြုတ်တယ်ဒီဟာဒုတိခုံဒီစိစိတ်လေးရဲ့မမြဲတဲ့သိရတဲ့သဘောကိုသိပြီးတော့လာလို့ရှိရင်ပရိသတ်ရေဇာတုပေါ်မှာတတိဆိုတဲ့ပစ္စည်းအပေါ်မှာမိမိရဲ့အသင်ပေါ်မှာမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာဆင်းရဲကိုသိလာလို့ရှိရင်ဒုက္ခကိုဒုက္ခမှန်သိလာလို့ရှိရင်တဏှာပြုတ်ပြီတဲ့ဘလူရိယာဘာဖြစ်လို့တဏှာဖြစ်နေတယ်လဲဆိုချမ်းသာတဲ့တင်လို့တဏှာဖြစ်နေအာသာနဲ့သမီးနဲ့စင်ကြီးနဲ့ပစ္စည်းနဲ့ယာတုနဲ့နေရတာချမ်းသာတဲ့ကောင်းတဲ့ချမ်းသာတဲ့ကောင်းတဲ့သင်လို့လူသားတွေဟာဘာဖြစ်နေတယ်လဲဆိုလို့ရှိရင်တဏှာဖြစ်နေတယ်အဲ့ဒီလူတွေနဲ့တွေမြမသတ္တဝါတွေအကုန်လုံးရဲ့ဘဝဆင်းရဲတာပဲလို့သိလာလို့ရှိရင်တဏှာပြုတ်ပြီနောက်ပြီးတော့ဒီယုတ်တိနဲ့ဒီခန္ဓာကိုယ်ကြီးဟာမိမိမှာရှိနေတဲ့ပစ္စည်းရောရာထူရောကမိမိမပိုင်ပါလားမိမိအစိုးမရပါလားလို့သိလာလို့ရှိရင်အတ္တဒိဋ္ဌိပြုတ်ပြီတဲ့မာနလည်းပြုတ်ရာကလည်းပြုတ်အတ္တဒိဋ္ဌိလည်းပြုတ်ပြီဆိုလို့ရှိရင်ဗရဒရဲ့မာနလည်းပြုတ်ရာကလည်းပြုတ်ဒိဋ္ဌိလည်းပြုတ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းဆုံးနိဗ္ဗာန်ကိုရောက်ပြီတဲ့ဘယ်ကိုရောက်ပြီလဲကိလေသာတွေပြုတ်သွားပြီကိလေသာတွေမရှိတော့ဘူးကိလေသာတွေနည်းသွားပြီကိလေသာတွေကုန်သွားပြီဆိုရင်နိဗ္ဗာန်ရောက်ပြီတဲ့ကိလေသာတွေရှိနေလို့ဆင်းရဲနေတာကိလေသာတွေရှိနေလို့ဒုက္ခရောက်နေတာကိလေသာတွေရှိနေလို့လူတွေမှာဘဝသံဃာကိုအဟုတ်ကြီးတင်ပြီးတော့ဘဝင်နေမြင့်မိမာနတွေကြီးနေလို့တဲ့ဟဲ့သူကလူလင်းနဲ့အဲဒီလူဘဝနတ်ဘဝမြမဘဝတက်ရှိတဲ့ဘဝတွေရောက်ဖို့အတွက်ငါဘုရားဟောပြီးပြီအဲ့ဒီဘဝတွေကတခုမှမမြဲဘူးတခုမှချမ်းသာတာမရှိဘူးတခုမှအစွန်ရတာမရှိဘူးလို့ဘုရားရှင်ကိုရောမြတ်ကနေသဒုက္ခသုမတေဟိရေယံအကျချမ်းသာခွင့်နှင့်နိသက်ဘွယ်သောသို့ပိုင်သောသဘောတော်မှလည်းပဲသုံးညာမရှိလုံးလုံးစိတ်သုံး၍နေခဲ့ပါပေတော်သည်တကားဤနည်းလောဘုဏမောနတနေ့တရတဏ္ဍနဲ့မြမကစိတ်တွေဓာတ်တလဲလဲသာလျင်ဗသေမသေးယစိတ်ကြံမြင်မြင်ဒိဋ္ဌံမြင်မြင်နိဗ္ဗာန်တကားမွင်အောင်မလင့်ပုံသေးရှုသာသည်ကြိုးစားသည်အာထုံသင်လာပါပေသတည်းသူဘလူလင်ကိုမြတ်စွာဘုရားကနောက်ပိုင်းမှာဘာမှမမြဲဘူးဆိုတဲ့အကြောင်းဟောတော့သူဘလူလင်တရဏဂုံသုံးပါးတည်တယ်တဲ့ကံနဲ့လူသားတွေဟာမိမိကံကအကြောင်းပြုနေတဲ့ဆိုတဲ့အကြောင်းအဲဒီဖြစ်လာတဲ့ဘဝတွေကမမြဲဘူးဆင်းရဲတဲ့ဆိုးမရဘူးဆိုတဲ့အကြောင်းမမြဲတာဆင်းရဲတာဆိုးမရတာသိရင်တဏမာနဒိဋ္ဌိပြုတ်တယ်ဆိုတဲ့အကြောင်းတဏမာနဒိဋ္ဌိပြုတ်ပြီဆိုရင်သန္တရာကနေပြီးတော့လွတ်တယ်ဆိုတဲ့အကြောင်းကိလေသာတွေကိုရင်နိဗ္ဗာန်ရောက်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားကမဟောဘူးလားပြိဿရေဟောပြီးတော့ကဲဒီနေ့သဗ္ဗိတုသဗ္ဗိတုကိုအောင်ဖို့အကြောင်းပြုပြီးတော့သာဂရိရောက်ရဘဝဖြစ်ရဘဝကသတ္တုခေါ်နိုင်ပါစေလို့ဆိုပြီးတော့ကံတဲ့လူသားတရားအဲ့တော့ဇာယတမိကဝေမပမတထမပိဇာဝိမတိတာတိနောအဝဒယံဟောအမကံအနုသသနိမိကဝေယံတော်မြတ်ကိုကျင်သာတို့ဇာယထရှုကြကုန်တော်တဲ့မသိခင်ကလေးမှတရားရှုကြမသိခင်ကလေးမှတရားအားထုတ်ကြမသိခင်ကလေးမှတရားထိုင်ကြတဲ့မသိခင်မှမသိသေးခင်လေးမှတရားကဥမတဲ့မိုးခင်မှာတရားကမိုးခင်ကလေးမှာတရားကဥထာမမနာခင်မှာတရားလေးကဥထာမဥကာမတရားထိုင်ခြင်းလို့မဖြစ်ဘူးတဲ့သေကာမတရားထိုင်ခြင်းလို့မဖြစ်ဘူးတဲ့တရားမထုတ်နိုင်တဲ့ချိန်ကျမှတရားမှတ်ခြင်းနဲ့ထိုင်ခြင်းနဲ့လို့မဖြစ်ဘူးတဲ့မိုးခင်မနာခင်မသေခင်ကလေးမှာမြတ်စွာဘုရားရဲ့တရားပฏิပဒသမ္မာပဒဆိုတဲ့တရားတွေကျိုးစားပြီးတော့မှတ်ထားမှအာထုထမှာမိမိအတွေ့မရှုံးမဲနဲ့အမြတ်ကြံမယ်တဲ့ဒီလိုမှမဟုတ်ပဲနဲ့တရားအမတော်ဘူးဆိုရင်လူဘဝမြင်ရတာတဲ့ဘဝရှုံးသွားလိမ့်မယ်တဲ့မရှုံးအောင်အမြတ်ကြံအောင်လုပ်တဲ့ဒါကြောင့်ဇာယနာကျွရကုန်တော်မကြကုန်တော်သမထဝိပဿနာလောကောအထုံရကုန်တော်မပမတ္ထမမေ့ကြပါကုန်နဲ့မရှုမဖေမနေလိုက်ကြပါကုန်နဲ့မအထုံပဲမနေလိုက်ကြပါကုန်နဲ့
အရင်ဆိုခဲ့ပြီးသောစကားစီကဝေါ်တင်တဲ့ကဓမ္မပေါင်းသူတော်ကောင်းတို့အားအမကံငါဘုရားတို့ဤအနုသာသနီအဖမံအထထဆုံးမအပ်သောအစုံအမဩဝါဒပါပေသတည်းတရားကြီးဦးအောင်ဒီဓမ္မကြီးတခင်ဘုမိသားစုတို့ရဲ့ခွန်တော်သူသားကောင်းမိုးကိုအကြောင်းပြုပြီးတော့ဒီကနေ့ဘုံမြတ်သောဆွမ်းနောက်ပြီးတော့ကျောင်းအမည်ကျောင်းအတွက်မြေအတွက်တိုးချက်မြေအတွက်နဝကမ္မ9000တော့လမ်းတိဆရာတော်တန်ဃာတော်များအလိုရရဒီကြည်လေးပါအတွက်နေရာကျတဲ့ညနေတုပ်ဘဝတစ်သေးစီပြုတန်းတဲ့ကုသိုလ်ကောင်းမှုဒီကနေ့ကုသိုလ်ကောင်းမှုတွေကိုကိုအောင်ကိုမြင်ပါစေကြပါစေလို့ဆိုပြီးတော့ကဲအထက်တန်ပြုဝေကြရအောင်အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုဝေလွန်သူသာဖြစ်သူကိုအောင်မိုးဤတနေ့ပြည့်သံသွမ်းကတိကိုအကြောင်းပြု၍တရဏဂုံ3ပါး7ပါးသောသီလတော်မြတ်ကိုခံယူခြင်းသောသောက်တည်ရပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ဘုရားမိုးရှိသောတန်ဃာတော်အရှင်သူမြတ်တို့အားမွန်မြတ်သောခဲဝဲပေါ်စဉ်သူချင်းရတာအပြာပြာတို့ကိုနေစေရနာ3တန်စေရနာ3တန်ကြာထမ်းလည်းရဲ့လူတန်းသမှုပြုကြပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်သာဝရကုသိုလ်ဖြစ်သောတိရိမင်္ဂလာမဟာစီရိတ်သာကြောင်းအလူတိုးချက်ရေလူနဝကမ္မအလူတော်ငွေ9000ကျပ်လူတန်းရပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ကြောင်းရောက်လာပြီးဆရာတော်များအားပစ္စည်း4ပါးလူရာသုံးဆွဲရန်တွေ့နဝကမ္မ200ကျပ်လူတန်းရပါကုန်၏အရှင်ဘုရားမျက်နှာသုံးဘဝတထေရီနိဗ္ဗာန်ဤမှန်စေရနာ3တန်ပြဋ္ဌာန်းလည်းလူတန်းရပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုလူတန်းရသောဒါနကုသိုလ်သောက်တရားသောသီလကုသိုလ်တရားနာရသောဘာဝနာကုသိုလ်သုံးတန်ဝေပြစေရနာပေါင်းတို့ကြောင့်ဒုက္ခခန္တိချုပ်ငြိမ်းရမှန်ညနိဗ္ဗာန်ကိုမဉ္ဇဉ်ဘုရားတို့ဖြင့်လည်းရင်မြန်စွာမြင်မှပြုရပါလို့ဤအရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုလူတန်းရသောကုသိုလ်ကောင်းမှုအစုစုကြောင့်ဘုရားတပည့်တော်တို့ဤကျေးဇူးရှင်ဖြစ်ကြသောကွယ်လွန်ရကုန်သောမိဟောင်းဖာဟောင်းတွေ့ဟောင်းမျိုးဟောင်းတရားဟောင်းသမားဟောင်းမိတ်သင်္ဃအပေါင်းတို့နှင့်30ဘုံကျင်လေကုန်သောဝိနည်းများစွာတတ္တဝါများတို့သည်ဘုရားတပည့်တော်တို့နှင့်ညီတူညီမြသတ္တုတံများအမြအမြရကြပါစေအထူးအားဖြင့်ကိုအောင်မိုးသည်ဘုရားတပည့်တော်တို့နှင့်ညီတူညီမြသတ္တုထံများအမြအမြရကြပါစေအမြအမြရကြပါစေအမြအမြရကြပါစေအမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသောအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓု
ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓု